အားလုံးမင်္ဂလာပါကျွန်တော်တို့ရဲ့ YouTuber class ကနေပြန်လည်ကြိုဆိုပါရစေအဲ့တော့ကျွန်တော်ဒီဗီဒီယိုမှာကျွန်တော်ဗီဒီယိုစတင်ပြတော့မယ်ပေါ့နော်ဗီဒီယိုတင်တဲ့အခါမှာကျွန်တော် lecture 2ခုနဲ့လုပ်ပြပေးမယ်အခုဒီ lecture မှာတော့ကျွန်တော်က monetization မအောင်သေးတဲ့ကျွန်တော်တို့ channel တွေမှာပေါ့အဲ့ဒါကတော့ဒီသင်တန်းသားရဲ့ဗီဒီယိုပဲဖြစ်နေမှာပေါ့နော်ဘာလို့ဆိုတော့ monetization မအောင်သေးတာအောင်အဲ့တော့ monetization မအောင်သေးရင်လုပ်ရမှာတခု monetization အောင်ပြီးရင်လုပ်ရမှာတခုရှိရပေါ့နော်အဲ့တော့ကျွန်တော်တို့နည်းနည်းလေးတင်ပြပေးမယ်နော်အဲ့တော့ကျွန်တော်စင်းစင်းဖွင့်ထားတယ်Okay အဲ့တော့ကျွန်တော် channel ထဲကနေပြီးတော့ဒီရတဲ့ diet တင်လဲရတယ် create ကနေပြီးတော့ upload video လို့တင်လဲရတယ်အဲကျွန်တော်အဲ့ထဲမဝင်ဘူးကျွန်တော်ကတော့ YouTube Studio တွေကဝင်မယ်ပေါ့နော်အဲ့တော့ your channel ထဲသွားလဲရတယ် YouTube Studio diet သွားလဲရပါနော်ဒီကဝင်ပြီးတော့ customize channel တွေကိုဝင်လိုက်ပါနော်အဲ့လိုဝင်လိုက်မယ်ခုန creator studio တန်းထည့်လဲရတယ်နော် Okay လိုင်းကတော့ထုံးတဲ့တိုင်းကြာနေတာပေါ့ Okay အဲ့တော့ကျွန်တော်ကဘာလုပ်မလဲဆိုတော့ create ထဲဝင်မယ်upload video ခုနနေရာတွေဝင်လဲရရနော်ဒီကကျွန်တော်ထုတ်သင်နေကြမို့လို့ပေါ့နော်အဲ့ရနေ select file ဆိုပြီးတော့ကျွန်တော်တို့က file name ကိုယူမယ် file name ကိုပြစ် select ကပဲပြီးပါနဲ့တော့ file name ကလည်း keywords ထဲမှာပါလာမို့လို့ file name ကိုလည်းတည်ချပေးဖို့လိုပါတယ်အဲ့တော့ကျွန်တော်ဒီကနေတော့ file name ကို save ယူလိုက်မယ်YouTube class 5ပေါ့နော် okay ကျွန်တော်ဒါ YouTube ကျွန်တော် video လေးကိုကျွန်တော်ဒီ channel ပေါ်မှာတင်တဲ့ဟာလေးပေါ့နော် okay အားလေးပေါ့နော် Okay အဲ့တော့ကျွန်တော်တင်ပြမယ်တင်ပြီးတော့ကျွန်တော် Okay အဲ့တော့ဒီမှာကျွန်တော်က YouTube class 5ဆို YouTube အဲ့တိုင်းပဲပြန်တင်နေတယ်ဆိုအဲ့တိုင်းပဲပေါ့နော်ကိုကအခြား title လေးရေးနေတယ်ဆိုစလုံးကြီး100လောက်ထိရေးလို့ရတယ်ပေါ့နော်အဲ့တော့နည်းနည်းလေးစိတ်ဝင်စားဖို့ကောင်း title လေးနည်းနည်းရေးရင်ရေးပေါ့အဲ့တော့ YouTube ဆိုရင် YouTube ပေါ့ sorry YouTube video မတင်ခင်တီးရမီအချက်များပေါ့ဟုတ်ပြီနော်အဲ့လိုပုံစံမျိုးပါညာတာတကားပေါ့ဟုတ်ပြီနော်ဒါမျိုးဆိုနည်းနည်းပုံကြည့်လူကြည့်ကျင်တာပေါ့အဲ့ဒီမှာကျွန်တော်တို့ကတတ်မနေလေးထည့်မယ်ပေါ့တတ်မနေတော့ကျွန်တော်တို့ဒီမှာတော့အစင်ပြည့်တတ်မနေတစ်ခုပဲထည့်ဖို့များတယ်နော်အဲ့တော့တတ်မနေတစ်ခုကျွန်တော်ထည့်မယ်အဲ့ description description မှာကျွန်တော်တို့ရေးမယ်အဲ့တော့ကိုဒီဗီဒီယိုလေးကြောင်းပေါ့နော်အဲ့တော့YouTube video တစ်ခုမတင်ခင်သိရမည်အချက်များကိုဒီဗီဒီယိုလေးမှာအသေးစိတ်ရှင်းပြပေးထားပါတယ်ပေါ့ဆိုပြီးတော့ကျွန်တော်တို့ကဒီမှာအောက်မှာဘာတွေထည့်လို့ရဆို tag တွေထည့်လို့ရတယ် hashtag တွေနဲ့ခံပြီးပေါ့နော်အဲ့တော့ကိုကဒီမှာ YouTube အကြောင်းတင်ပါဆို YouTube ဆို hashtag ခံပြီးတော့တင်ဒါတွေက keywords တွေပဲပေါ့နော်ကျွန်တော်နောက်ပြီးတော့ video ဆို video ပေါ့နောက်ပြီးတော့ hashtag ခံ YouTube video ပေါ့နောက်တစ်ခုအရှာများတာတစ်ခုရှိသေးတယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့ကဒီ online နေပတ်စံရှာတာလေအဲ့ဒါကြောင့်ကျွန်တော် make money online အဲ့တော့အများကြီးတက်လာတင်ထားတာခါရောက်တက်ကပေါ်လာသေးတယ်ခါတန်းယူလိုက်အောင်မယ်အဲ့ဒါတော့ယူလိုက်အောင်မယ် make money online ပေါ့တော့စိုးဝင်ပေါ့ဗျာအများကြီးဆက်ပြီးတော့ကိုဒီမှာ hashtag တွေကိုပြည့်တဲ့ဒီခံလို့ရတယ် description လည်းများရေးလို့ရတယ်ပြီးတော့ဒီမှာကိုကဘာတွေထပ်ပြီးတော့လုပ်လို့ရတယ်ဆိုရင် link တွေချပေးလို့ရတယ်ကို Facebook မှာဆို Facebook link ချပေးလို့ရတယ် YouTube ဆိုနောက်ထပ် YouTube link တွေပေါ့ထပ်ရှိတာချပေးလို့ရတယ် TikTok တို့ Instagram တို့ Telegram တို့အဲ့ link တွေလည်းဒီမှာကျွန်တော်ပေးလို့ရတယ်ပေါ့နော်နောက်တစ်ခုက thumbnail thumbnail ကတော့ဒီမှာပြဿနာရှိနိုင်တယ်okay အဲ့မှာသူကကျွန်တော်ကအခုမှစတင်တဲ့ channel ဖြစ်တဲ့ကြောင့်မလို့ thumbnail ကိုဒီမှာထည့်ခြင်းနဲ့ဆိုရင်သူက to add custom thumbnail ဆိုရင် first verify your phone number အဲ့တော့ဖုန်းနံပါတ်ကို verify လုပ်ဖို့ thumbnail တင်ရင်လိုတယ်နောက်တစ်ချက်က15မိနစ်ကျော်တဲ့ဗီဒီယိုတင်ဝင်လိုတယ်သူကပုံမှန်ဆို thumbnail မထည့်ဘူးဗီဒီယိုကလည်း15မိနစ်အောက်ဆိုဒီတိုင်းတော့တင်သွားလို့ရတယ်ဗီဒီယိုရဲ့ site က15မိနစ်ထက်ကျော်ပဲပေါ့ဗီဒီယိုရဲ့အချိန်က15မိနစ်ထက်ကျော်တာဖြစ်မယ် thumbnail လည်းထည့်တင်နေဆိုရင် verify လုပ်ရတယ်အဲ့တော့ verify လုပ်ကြည့်ပြီပေါ့နော် verify လုပ်မယ်ဆိုကျွန်တော်တို့ကဘာလုပ်ရမလဲဆိုရင်ဖုန်းနဲ့ verify လုပ်ရတာအဲ့တော့ကိုကအဲ့မှာအရေးကြီးတာကိုကဒီမှာဆိုရင်ကျွန်တော်တို့ကဒါဒီမှာ verify တော့မလုပ်ပြတော့ဘူးလုပ်တဲ့အဆင့်ပဲပြပြမယ်နော်အဲ့တော့ဒီမှာ test လုပ်လို့ရတယ် call me မလုပ်ပါနဲ့ test နဲ့ပဲယူပါနော်အဲ့ဒီမှာကိုကမြန်မာဖုန်းရလာဆိုရပါတယ်မြန်မာဖုန်းနဲ့ပဲလုပ်ပါဒါပေမဲ့ channel ဒီဖုန်းတစ်ခုက channel နှစ်ခုပဲ verify လုပ်ရတယ်အဲ့ဒါသိဖို့လိုတယ်အဲ့တော့ကိုက channel နှစ်ခုအတွက်ပဲဖုန်းတစ်ခုရရဲဆိုတာသိဖို့လိုပါတယ်ဖုန်းနံပါတ်ကအဲ့တော့ကျွန်တော်ဒီမှာမြန်မာယူလိုက်မယ်မြန်မာပါတယ်နော်ပါတယ်မြန်မာပါတယ်အဲ့ဒီမှာမြန်မာဘာမှပေါ့နော်ပြီးတော့ကျွန်တော်တို့ဒီမှာဖုန်းနံပါတ်တစ်ခုကိုရိုက်ထည့်လိုက်မယ်ပေါ့နော်ကိုယ့်ရဲ့ဖုန်းနံပါတ်ဘာလဲပေါ့နော်ပြီးအောက်က get code လုပ်လိုက်လို့ရှိရင်ကိုယ့်ရဲ့အဲ့ဖုန်းနံပါတ်ကိုကုတ်နံပါတ်ကရောက်လာပြီအဲ့ရောက်လာတဲ့ကုတ်နံပါတ်ကိုကျွန်တော်တို့ step 1ပေါ့2ရောက်တဲ့ခါကျရင်အဲ့ကုတ်နံပါတ်ကိုဖုန်းထဲမှာရောက်တဲ့ကုတ်နံပါတ်ကိုဖြည့်ထည့်လိုက် channel နှစ်ခုပဲရရနော်ဖုန်းတစ်ခုအဲ့ဖုန်းတစ်ခုက
အရင် channel တစ်ခုမှာလုပ်ပြီးသားဖြစ်နေမယ်ဆိုရင်အဲ့ကောင်ဒီကျွန်တော်တို့ကမလို့တော့ဘူးပေါ့နော်လုပ်ထက်လို့မရတော့ဘူးပေါ့နှစ်ခုလုပ်ထားပြီးသွားရင်မရတော့ဘူးအဲ့တော့ဒီတစ်ခုနောက်တစ်ခုနှစ်ခုပဲရမယ်ပေါ့နော်အဲ့တော့လောဆယ်မှာဖုန်းတစ်ခုကိုတေချာရွေးထားပြီးဆိုရင် channel နှစ်ခုစာရရလို့မှတ်ထားလိုက်ပါအဲ့တော့အဲ့လိုလုပ်လိုက်မယ်ပေါ့နော်အဲ့လိုလုပ်လိုက်ပြီးပြီဆိုတာနဲ့ကျွန်တော်တမ်လေးထည့်လို့ရပြီ15မိနစ်စာဗီဒီယိုတင်လို့ရပြီတကယ်လို့ monetization အောင်ပြီးသားဗီဒီယိုမှာတော့ကျွန်တော်တို့ကအဲ့လိုမလို့တော့ဘာလို့ဆိုတော့အဲ့ဒါအကုန်လုံး verify လုပ်ပြီးသားမလို့အဲ့တော့ဒီမှာကျွန်တော်တမ်လေးမတင်တော့ဘူးเนาะဒီနေရာကတမ်လေးထည့်ရမယ်နေရာတမ်လေးကိုကတော့ထည့်မယ်ဆိုရင် verify ပြီးတော့လို့ပြီးသွားလို့ရှိရင်ထုံးစံတိုင်းပဲအားလုံးပြီးသွားပြီဆိုတာနဲ့အဲ့တမ်လေးကိုလိုချင်တဲ့ file ကနေပြီးတော့ဒီထဲကိုဆွဲထည့်ပါเนาะအဲ့ဒါကတော့ပြီးသွားပြီးရင် playlist ကကိုယ့်အကူ playlist ကိုကြိုက်တယ်လို့ပေးလို့ရတယ် create playlist နဲ့ပြီးရ for example ဒီမှာဆိုကျွန်တော်ပြောလိုက်မယ်တော့ကျွန်တော် YouTube video ပဲတည်တံ့သွားနေတယ်ဆို YouTube video အတွက်ကိုပဲ new playlist ထားလိုက်မယ်ပေါ့နော်အဲ့တော့ဒီမှာဆိုရင် YouTube class YouTube class ဆိုပြီးကျွန်တော် title ပေးလိုက်မယ်ပြီး description မှာကြိုက်တာကြီးเนาะ YouTube class နဲ့ပတ်သက်တဲ့ video တွေဖြစ်ပါတယ်ဘာညာတာကပေါ့ဗျာအဲ့ပြီးသွားရင်ကျွန်တော်တို့က public ကို visibility ထားမလားကိုယ့်ဘာကိုဒီ private မှာထားမလားပေါ့နော်ကိုကြိုက်တယ်လို့ရွေးလို့ရတယ်list နဲ့လည်းထားလို့ရတယ်ပေါ့နော် okay အဲ့ဒါ cancel လိုက်မယ်เนาะကျွန်တော်ဒီမှာအဲ့ဒါမလုပ်တော့ဘူးအဲ့တော့ဒါမလုပ်တော့ဘူး okay အဲ့မှာကျွန်တော်တို့ playlist ထားလို့ရတယ်အဲ့တော့ playlist ကိုကတစ်ခုတက်ပို့ပြီးတော့ video တွေထည့်ထားလို့ရတယ်ပေါ့နော်ဒီမှာလည်းထည့်ခြင်းနဲ့ဟိုမှာလည်းထည့်ခြင်းနဲ့နောက်ပိုင်းကျရင် playlist နဲ့ထည့်လို့ရတယ်နောက်တစ်ခုရေးကြည့်တာဒါပေါ့နော်ဒါကိုလုံးဝမထည့်လို့မရဘူး kids အတွက်လား no it is not made for kids လားပေါ့နော်အဲ့တော့ဒီ yes it is made for kids ဆိုတော့ YouTube Kids ထဲကိုရောက်သွားလိမ့်မယ်အဲ့တော့ကလေးနဲ့ပတ်သက်တာဆိုရင်ကျွန်တော်ကကလေး content တွေမှာတချို့ content တွေမှာလက်မခံတဲ့ဟာတွေရှိတယ်အဲ့ဒါတွေပါသွားရင်တော့ community guideline ထိလိမ့်မယ်ပေါ့နော်အဲ့ဒါလည်းပြဿနာရှိတယ်ဒါကြောင့်မို့ကျွန်တော်တို့တော်တော်များများကြီးကလေးတွေအတွက်ရွေးတာမဟုတ်ရင်အမြဲတမ်းဒါလေးကို no it is not made for kids ကိုရွေးပေးပါအဲ့ဒါအရေးကြီးပါတယ်ဒါမှကွာ age restriction ထပ်ထားကြင်လားပေါ့နော်18 plus content တွေပါတယ်ဆိုကွာ18 plus တွေပဲကြည့်နေကြတယ်ဆိုရင် yes restrict my video to viewers over 18ဆိုတော့တကယ်လို့ session နဲ့ out တွေပဲsession နဲ့အထက်တွေပဲကြည့်နေကြတာမဟုတ်လူတိုင်းကြည့်နေကြတယ်ဆိုတော့ no ပေါ့အခုကျွန်တော်တို့က no ပေါ့ restrict မလုပ်ထားဘူးပေါ့နော်ဒါ restrict လုပ်ချင်တယ်ဆိုလည်းလုပ်လို့ရတယ်အဲ့ဒါဆိုရင်ကျွန်တော်တို့ကဘာဖြစ်သွားမလဲဆိုရင်ကျွန်တော်တို့ဒီတင်လိုက်တဲ့ video ဒီ Gmail နဲ့ဖွင့်ထားတဲ့သူတွေက session နဲ့မပြည့်သေးရင်ဒီ video မြင်ရမှာမဟုတ်ဘူးပေါ့နော်ဒါပေမဲ့နောက်ပိုင်းကျတော့ YouTube ကတော်တော်များများအဲ့လိုမျိုးဒီ content တွေကိုဖျက်ပစ်တာများပါတယ်အဲ့တော့နောက်ပိုင်းတော့ဒီ session နဲ့အထက်ချို့ဟာတွေဆိုနိုင်ငံရေးနဲ့ပတ်သက်တာတွေအချို့ violence ဖြစ်တဲ့ဟာတွေဆိုရှင် YouTube က auto ဖျက်ပေးတယ်ပေါ့နော်ဒါအရင်တော့ဒီလိုလုပ်ရတယ်ဒါပေမဲ့အခုကတော့မလုပ်လဲအရင်တော့မထိတော့ပါဘူးပေါ့နော်ဒါပေမဲ့လုပ်တော့လုပ်ထားပါတော့ကိုပါကိုဒါမလုပ်လဲရတယ်ပြဿနာမရှိဘူးအဲ့ registration ကိုမလုပ်ချင်ဘူးရတယ်ပြဿနာမရှိဘူးpaid promotion ကတော့ကျွန်တော်တို့ကဒီ sponsorship တွေပဲပေးတာရှိအဲ့ဒါကြီးဖွင့်ပြီးတော့ကျွန်တော်ဘယ်လိုနဲ့ sponsorship လုပ်တယ်ဆိုတာလုပ်လို့ရတယ်ကျွန်တော်တို့ဒါတွေကကျွန်တော်တို့နဲ့အရေးတော့မကြည့်ဘူး okay ဒီမှာလာပြီ ad tax ဆိုတာကျွန်တော်ခုနပြောတယ်မနေ့ကပြောခဲ့တယ်ကျွန်တော်ဒီ SEO score ဆိုတာဒီမှာပဲကိုယ့်ရဲ့ tag ကဘယ်လောက်ထည့်မှာလဲပေါ့ဒီမှာဆိုကျွန်တော်တို့ကအများကြီးထည့်လို့ရတယ်tag ထည့်ရင်သတိထားပါ hashtag မခံပါနဲ့ဒီတိုင်း Euronet tag ပဲထည့်ပါနော် hashtag ခံလို့ရှိရင်တော့ hashtag နဲ့ရှာတော့မှကိုယ့်ကိုတွေ့တာဖြစ်သွားလိမ့်မယ်အဲ့တော့ YouTube ဆိုပြီးတော့ကျွန်တော်comment ခံလဲရတယ် under ခေါက်လဲရတယ် okay YouTube အဲ့တော့ YouTube video เนาะ video ဆိုပြီးတော့ကျွန်တော်ဒီမှာ tag ကအလုံး900တိထားလို့ရတော့အများကြီးထည့်လို့ရတယ်เนาะ tag ကိုပြီးတော့ကျွန်တော် make money online ခုနလိုမျိုးကျွန်တော်လုပ်ကြည့်မယ်ဒီမှာတွေ့လာပြီ processing abandon နဲ့ဘာကြောင့်လဲဆိုတော့ video is too long ဟုတ်တယ်ကျွန်တော်ရွေးတဲ့ video က15မိနစ်ပိုကြာနေတယ်ဒါကြောင့်မလို့ तू ကပေးမလို့တော့ဘူးဗောနော်ပေးမလို့တော့အဲ့ဒါကြီးရှိတယ် check in မှာပြဿနာတက်သွားအောင်အဲ့ဒါဗောနော် okay အဲ့ဆိုကျွန်တော် phone verify လုပ်ရတော့မယ့်ပုံစံတော့ဖြစ်သွားပြီနော် phone verify လုပ်ရမယ့်ပုံစံတော့ဖြစ်သွားပြီ okay အဲ့တော့ကျွန်တော်ပြပါမယ်ဆိုမှအဲ့လိုတိုင်နေပတ်ကုန်ကဲအဲ့တော့ကျွန်တော်ဒီကောင်ပြန်ပြီးတော့ဖြတ်လိုက်တော့မယ်တင်လို့မရတော့ဘောလို့ဒါโอเคဒါကိုကျွန်တော်ဖြတ်လိုက်တော့မယ် delete video လုပ်လိုက်တော့မယ်ကျွန်တော်နောက်ထပ်ဟိုဖြစ်တဲ့ဟာပဲယူလိုက်တော့မယ်နော်โอเคပါမနဲ့ပဲဖြတ်လိုက်တော့မယ်โอเคရတော့ပြီးသွားပြီနော်အဲ့တော့ကျွန်တော်နည်းနည်းပို့ပြီးတော့တိုတဲ့ဗီဒီယိုသေးသေးလေးကိုကျွန်တော်တင်လိုက်မယ်နော်တော့15မိနစ်ထပ်ဖြစ်နေလို့15မိနစ်အောက်ဆိုရတယ်15မိနစ်အောက်ဆိုရတယ်โอเคအဲ့တော့အဲ့ဒီမှာโอเค
15မိနစ်အောက်လေးเนาะနော်တခုတင်လိုက်တာပေါ့နော်ထားလိုက်ပါ15မိနစ်အောက်ဆိုရတယ်โอเคโอเคအဲ့တော့ထားလိုက်ပါเนาะဒါလေး description ရေးမယ်ဗာရေးမယ်ကျွန်တော်နည်းနည်းပြပေးပါအောင်เนาะခုနက no it is not made for kids ရေးမယ်တမ်းလေးရတော့ခုနကလိုမှရမယ် description မှာကြီး tag တွေပေါ့เนาะခုနကကျွန်တော်ပြန်မပြတော့ဘူးဆက်ပြလာလေးရှိပေါ့เนาะခုနကကျွန်တော်တို့ရောက်ဝိုင်းတယ်လေ tag ပေါ့เนาะအဲ့ဒီ add tag မှာကျွန်တော်ခုန tag လေးတွဲပေါ့เนาะအဲဒီမှာ tag လေးအများကြီးတွဲလို့ရတယ်ခုနဆိုဒီမှာဆိုလို့ရှိရင်ကျွန်တော် C နဲ့ပတ်သက်တာပေါ့ C နဲ့ပတ်သက်တာဆို C နဲ့ပတ်သက်တဲ့ဟာလေးကျွန်တော်ထည့်မယ် medicine ပေါ့ထည့်မယ်နမူနာဒါဒီမှာ video file တခုကျွန်တော်ယူလိုက်တာမဟုတ်လို့သူနဲ့ပတ်သက်တဲ့ lipid ဆို lipid ပေါ့ထပ်ထည့်မယ်အဲ့လိုသူနဲ့ပတ်သက်တဲ့မြန်မာစာရောအင်္ဂလိပ်စာတွေရောဒီမှာ tag မှာအလုံး900ဒီထည့်လို့ရတယ်အဲ့တန်းလေးကျွန်တော်ပြောလို့ပဲစာလေးရိုက်လိုက်ကော်မာသို့မဟုတ် enter ခေါက်လိုက်အဲ့လိုမျိုး tag တွေအများကြီးတွဲသွားကိုရွေးလိုက်တဲ့ tag ကဒီ YouTube မှာရှာတာပုံများတယ်ဆိုရင်အဲ့ဒီ tag တွေကပို့ပြီးတော့အလုပ်ကောင်းလုပ်တဲ့သဘောပေါ့ SEO score ကောင်းတယ်ဒါဆိုပို့ပြီးတော့ online တွေပို့ပြီးတော့များတယ်ဒါဆိုရပြီเนาะ title ရှိမယ် description ကကျွန်တော်ပြခဲ့တယ် thumbnail ထည့်ဖို့ကတော့ phone verify လုပ်တယ် phone verify လုပ်ရเนาะ phone နဲ့ verify လုပ်ပြီးတော့ code number နဲ့မထည့်ဘူးဆိုရင် thumbnail ထည့်လို့မရဘူး15မိနစ်ကျော်တဲ့ဗီဒီယိုတင်လို့မရအောင်เนาะအဲ့ဒါအရေးကြီးတယ်ခုနကကျွန်တော်15မိနစ်ကျော်သွားတော့မရတော့ဖြစ်သွားတယ်ဒါတော့ကျွန်တော်15မိနစ်မကျော်ဘူးဒါရတယ်โอเคအဲ့တော့ကျွန်တော်ကဒီမှာဒါရရှိမယ်အောက်မှာဆိုကျွန်တော်တို့က language တွေမှာမြန်မာ language ထည့်ရင်ထည့်ပေးလို့ရတယ်ပြဿနာမရှိဘူး date တွေပါကကိုထက်ချင်းထက်အဲ့ဒါတွေပြဿနာမရှိဘူး license type မှာဘာလုပ်လို့ရလဲဆိုတော့ license type မှာသူကကျွန်တော်တို့ကတော့ standard YouTube license ဆိုတော့ကျွန်တော် license တင်ထားလိုက်တဲ့သဘောပေါ့နော်ကိုယ့်ရဲ့ video တခြားလူတွေယူသုံးရင်ကျွန်တော်တို့က YouTube ကိုတိုင်လို့ရတယ် copyright strike လို့ရတယ် claim လို့ရတယ်ပေါ့ဗျာပြောရရင်ပေါ့နော်အဲ့တော့အဲ့ဒါကိုကျွန်တော်က strike မလုပ်ချင်ကိုယ့် video သူများတွေက educational purpose ပေါ့ဗျာဟိုဒီပညာရေးအတွက်ကိုလွယ်တကူလိုအပ်တာချက်ညက်ကယူသုံးဝင်ပေးတယ်ဆိုရင်တော့သူက creative command နဲ့ယူသုံးလို့ရတယ်ကျွန်တော်အဲ့ဒါကိုရှေ့မှာလည်းပြောခဲ့တယ်တကယ်လို့မြန် corporate မထိတဲ့ video လို့ချင်း creative command ဆိုပြီးတော့ကျွန်တော်တို့ကဒီ fader လေးကနေရှာကြည့်ပါတော့ fader လေးကနေရှာလို့ရတယ်ကျွန်တော်ပြောခဲ့တယ် video တွေကြာရင်ကျွန်တော်ထပ်ပြီးတော့ထပ်ပြောပြပေးဦးမယ်เนาะနောက်ထပ်အဲ့တော့ဒီမှာတော့ကျွန်တော် standard YouTube line တွေမှာထားလိုက်မယ်ဒီ format ကိုမှတ်ထားပါเนาะအဲ့တော့ category မှာပါထည့်မလဲပေါ့ category ကကိုကအများကြီးယူလို့ရတယ်အဲ့တော့ category ရွေးထားခြင်းအဖြစ်ကိုဗီဒီယိုသူများတွေကရှာတဲ့အခါမှာအဲ့ဒီ category ရှာတဲ့အခါမှာကိုပို့ပြီးတော့မြင်စေတယ်ပေါ့ဒါဆိုကျွန်တော် education ပဲလေ education ဆိုတော့ education ဘိုင်းကိုကျွန်တော်သွားမယ် education ဘိုင်းကဘာရှိလဲဒီမှာတွေ့ပြီ education ဒါကြောင့်မို့ကျွန်တော် education နဲ့ရေးလိုက်ပေါ့နော်ဟုတ်ပြီခုန monetization Thailand လုပ်ထားတယ်အဲ့တော့ comment အားလုံးမြင်စေမလား comment တွေကုန်ပိတ်ထားခြင်း disable comment ထားလို့ရတယ် comment တွေကိုကြည့်ပြီးမှဖွင့်ပေးမယ်ဆိုရင် hold all comments for review ပေါ့နော်အဲ့ဒီမှာ comment တွေကိုထိမယ်ဘယ်လိုစလုံးတွေကိုပေးမရေးဘူးပေါ့နော်ဘယ်လိုရိုင်းဆန်းစကလုံးတွေဘယ်စလုံးတွေပါရင်တော့ပေးမလို့ချင်ဘူးဆိုဒီမှာထပ်ပြီးတော့ရေးပြီးတော့ဖြတ်ထားလို့ရတယ်ပေါ့နော် okay ဒါကိုဒီတစ်ပိုင်းပြီးသွားပြီအဲ့တော့နောက်တစ်ပိုင်းဆက်သွားမယ် video element ဒီမှာ video element တိတ်လို့မရသေးဘူးဒါမှ end screen တင်တာ end screen ကတင်သင့်တယ်ပေါ့နော် video နှစ်ခုတက်ဖြစ်သွားပြီဆိုရှင်အဲ့ video ကိုကျွန်တော် end screen ထားတာအဲ့တော့ဒီကနေပြီးတော့ယူတာမျိုးပေါ့အများကြီးထားလို့ရတယ် end screen လေးဒီ end screen တွေ့ဘူးမှာပါ video တစ်ခု YouTube ပြီးသွားတဲ့ခါကျတော့ဒီလိုပုံစံလေးတွေပေါ်လာတာအဲ့ကမှာဆိုနောက်ထပ် video ထည့်ကြည့်ရင်ဒီကို click လိုက်တာဒါလေးတင်တော့ကျွန်တော် subscribe button ဖြစ်သွားတာပေါ့နော်အဲ့တော့ဒါမျိုးတွေကကို subscriber ပို့ရစေတယ်အဲ့တော့ end screen ကိုရွေးလို့ရတာအများကြီးရှိရယ်နော်ဒါကျွန်တော်နမူနာတစ်ခုရေးပြတာကိုကြိုက်လို့ရေးပြီးတော့ end screen ထားလို့ရပါတယ်ထည့်ပြအောင်ထည့်ပါဟုတ်ပြီ add text ထည့်ရလေးပေါ့နော် text ကြတော့ကျွန်တော်ဒီလိုပုံစံမျိုးလေးတွေပါဟုတ်ပြီvideo ကလောဆိုကျွန်တော်မှမရှိဘူးရှိတယ်ဆိုရင်ကျွန်တော်ဘယ်လိုဖြစ်သွားမလဲဆိုတော့ add ကကျွန်တော်နောက်ထပ် monetization ရပြီးကိုရန်ထပ်ပြမယ်เนาะဒီမှာတော့ပြစရာမရှိဘူးဖြစ်နေတယ် channel လေးပြလို့ရတယ် channel နဲ့ပြလိုက်မယ် search for channel ဆိုတော့ကျွန်တော်တို့မနေ့ကတော့ဘာ channel လေးရှိလဲကျွန်တော်ပြောခဲ့တယ် sign နဲ့ပတ်သက်ပြီးတော့ pop up sign ရလားpopular sign ထားပါတော့ DC channel ကျွန်တော်ပြချင်တယ်ဆိုပါတော့အဲ့ဒါဆိုရင်မရဘူး channel cut တွေကမရေးလို့မရဘူးပြောတာသူပြောတာเนาะ okay ဒါဆိုကျွန်တော်ချလိုက်ရမယ်เนาะအဲ့တော့ကျွန်တော်နောက်တစ်ခုမှပြပေးမယ်เนาะအဲ့ဒါအောင်เนาะအဲ့တော့ cut တွေထည့်ရတော့ဒီ dot လေးတွေမှာပေါ့เนาะ
ဒီတောက်လေးတွေမှာစာတန်းလေးပေါ်လာပြီးတော့နောက်ဗီဒီယိုတစ်ခုပြန် refer လုပ်တာပေါ့ဒါဆိုကျွန်တော်တို့ကနောက်ဗီဒီယိုလေးဆက်ကြည့်ဖို့အတွက်ပို့ပြီးတော့တွန်းအားဖြစ်စေရပေါ့နော်ဒါကြောင့်မလို့အဲ့ဒါလေးထည့်ရမယ်အဲ့တော့ကျွန်တော်ဒီမှာတော့ပြလို့မရဖြစ်သွားတယ်ကျွန်တော်အဲ့တော့ဒီမှာပြပေးမယ်ဆိုတော့နောက်ထပ် monetization ရပြီးသားဗီဒီယိုကြရင်ကျွန်တော်ထပ်ပြပေးပါမယ်ဒီမှာတော့ဒီလေးခုပဲပါပါပေါ့နော် video element check ကတော့သူ check နေတာဒီမှာတော့ copyright မရှိဘူးပေါ့နော် copyright issue မတွေ့ဘူးလို့ပြောတယ်အဲ့တော့ visibility visibility မှာကျွန်တော်တို့ကတင်လို့ရတဲ့ပုံစံတွေရှိတယ်အဲ့တော့ကျွန်တော်တို့ကဒီမှာ private နဲ့တင်တာ private တင်တာတော့ကိုကဒီရှင်းပြောရင်တော့ကိုရွေးထားတဲ့သူတွေပေါ့နော်ဒီ video ရွေးထားတဲ့သူတွေ link ချပေးတဲ့သူတွေပဲကြည့်လို့ရတယ်ပေါ့နော်ဒီ video ကိုကဒီကိုယ့်ရဲ့ channel ကို subscribe လုပ်တဲ့လူတွေမဟုတ်ဘဲနဲ့ကိုတေချာသတ်မှတ်ထားတဲ့သူတွေပဲဒီ video ကိုကြည့်လို့ရမယ်unlisted ကြတော့ကျွန်တော်တို့ကဒီသင်တန်းတွေမှာကိုဗီဒီယိုကိုတော့မြင်ရမယ်ဒါပေမဲ့အဲ့ဗီဒီယိုရဲ့ link ကိုချတော့မှအဲ့သင်တန်းကလူတွေကအဲ့ link ကိုဝင်ကြည့်ပြီးမြင်လို့ရမှာအဲ့ link ကနေပြီးတော့ဝင်ကြည့်လို့ချင်းရှည်ဒီအဲ့လူပဲမြင်ရမယ်ဒီ channel ကဝင်ကြည့်ရတဲ့လူတွေမမြင်ရဘူးပေါ့ဗျာအဲ့ public ကတော့အကုန်မြင်ရတာပေါ့ဒါပေမဲ့ကျွန်တော်က monetization အတွက်သွားမယ်ဆိုတော့ unlisted ကို private ကို monetization ရှောက်လို့မရဘူး public ပဲရမယ်အဲ့ဒီမှာကျွန်တော်က setup premier နဲ့တင်လို့ရတယ် setup premier တင်မယ်ဆိုတော့ကျွန်တော်တို့ကဒီ library နဲ့ပုံစံမျိုးဖြစ်သွားတာပေါ့နော်အဲ့တော့မှ तू ကဒီမှာဘယ်အချိန်မှလုံးမှာလဲဘာညာတာတကာကိုကျွန်တော်တို့ကထပ်ပြီးတော့ရွေးလို့ရတယ် premier အောင်မှာဘယ်အချိန်မှသွားပြီးတော့ရွေးမှာလဲဘယ်အချိန်မှလုံးမှာလဲပေါ့နော်အဲ့ဒါလေးကျွန်တော်ထပ်ရွေးပြီးတော့တင်လို့ရတယ် schedule ပုံစံပဲဒါပေမဲ့ schedule နဲ့ဘာကွာသွားလဲဆိုတော့ तू ကဒီ video ပုံစံလေးမှာ तू ကဘယ်အချိန်မှလာမယ်ဆိုတဲ့ပုံစံလေးကမြင်နေရတယ် schedule ကြတော့အဲ့ဒီအချိန်အောင်မှာ quality publish လုပ်မှာပေါ့နော် schedule နဲ့တင်လို့ရတယ် schedule ဆိုတော့ကျွန်တော်တို့ကဘယ်အချိန်မှတိုင်းစုံနဲ့ကြည့်မယ်ဘယ်တိုင်းစုံလဲပေါ့နော်အဲ့ဘယ်အချိန်မှ schedule နဲ့တင်မယ်ဆိုတာကိုကျွန်တော်တို့က set premier နဲ့ schedule နဲ့ရတယ်ပေါ့နော်အဲ့ဒီပုံစံမျိုးသွားလို့ရတယ်ပေါ့နော်အဲ့တော့ဒီ Udemy နဲ့ premier နဲ့ premier ဆိုတာ live နဲ့သဘောပဲအဲ့ဒါစတင်တဲ့အချိန်ကျရင်တော့ live နဲ့တို့ဓာတ်ရိုက်6မိနစ်လောက်တော့ရှောက်လာနေမှာကျွန်တော်ဒီတိုင်းတင်တာကြတော့ဟိုကျွန်တော်2မိနစ်စာတယောက်ကကြည့်ပြီးသွားပြီနောက်တစ်ယောက်ကဝင်ကြည့်တဲ့ခါကျရင်လည်းမူလအစပြန်လာမယ် premier နဲ့တင်ထားရင်ကျတော့ဒီ6မိနစ်လုံးလာနေတဲ့အချိန်မှာ live နဲ့တို့မျိုးဖြစ်နေမှာ6မိနစ်ပြီးတော့မှအစဆုံးပြန်ကြည့်လို့ရမှာပုံမိုက်တာပေါ့ premier နဲ့တင်တာတော့အဲ့တော့ဒီမှာအကုန်လုံးသွားတယ်ပေါ့နော်အဲ့ဒါပြီးသွားပြီဆိုကျွန်တော်တို့ကဒီမှာကျွန်တော် schedule နဲ့တင်ထားလို့တကယ်လို့မြန် schedule နဲ့မဟုတ်ဘဲနဲ့ကျွန်တော်ကဒီမှာက schedule နဲ့မဟုတ်ဘူးအဲဒီမှာ public နဲ့တင်ထားရဆိုရင်